ဒီကွက်တစ်ထောင်ရဖို့ event မှာ mission တွေတော့ပြီးသွားကြပြီပဲဗျကျွန်တော်ကတော့မြင်တဲ့အတိုင်းပဲเนาะတော်တော်လေးတော့ mission တွေတော့ပြီးနေပါပြီကျွန်တော်မှာ coin တော့တစ်ထောင်တော့ကျော်သွားပြီဗျเนาะဒီကွက်တစ်ထောင်ရဖို့ event မှာလည်းကျွန်တော်ဘယ်လိုတွေလုပ်ဆောင်အောင်မလဲဆိုတာကိုကျွန်တော်တောက်လျှောက်တင်ပေးထားတယ်ဗျเนาะမကြည့်ရသေးတဲ့လူရှိရင်လည်းသိကျင်ကျွန်တော် wall တော့ဝင်ကြည့်နိုင်တယ်ဗျเนาะကျွန်တော်ဒီနေ့မှာအဓိကပြောချင်တာကတော့ဒီ coin event အကြောင်းတော့မဟုတ်တော့ဘူးမနေ့က server အပြီးမှာပါဝင်လာတဲ့ပတ်တွေထဲကမှာဂျာမနီနယ်သာလန်ပြင်သစ်အဲ့ဒီပတ်သုံးခုမှာလောင်းဘောကောင်တာ play style ပါဝင်တဲ့နီးပြ3ယောက်ပါဝင်လာတယ်ဒီလောင်းဘောကောင်တာ play style ဆိုတာကတော်တော်လေးကိုဒီ e-football မှာလူကြိုက်များပြီးတော့နေရာတစ်ခုမှာရက်တည်နေတဲ့ play style ဖြစ်အဲ့ဒီတော့အဲ့ဒီကပတ်တစ်ခုကိုဝယ်ထားတင်တယ်ပေါ့နော်ပြောချင်တာကတော့ကပယ်လိုနီးပြလာတော့ကလည်းမဝယ်ခဲ့မိတဲ့သူတွေအဲ့လိုမျိုးနောင်တော့မရရအောင်ဒီတခါတော့ဝယ်ထားတင်တယ်ဗျာနော်အဲ့ဒီကမှာကျွန်တော်အဓိက recommend ပေးချင်တဲ့ပတ်ကပြင်သစ်ပတ်ကိုမှအထက်က player တွေကြောင့်မဟုတ်ဘူးအထက်က player တွေ highlight ခဲ့တယ်မလို့ကျွန်တော်စိတ်ဝင်စားဘူးအဓိက recommend ပေးရတဲ့အကြောင်းရင်းကတော့ဒီပြင်သစ်နီးပြတီရှန်ကြောင့်ပေါ့နော်သူက booster 1နဲ့ကဒီလောင်းမောကောင်တာ play style မှာတော်တော်လေးကိုနာမည်ရခဲ့တယ်ဗျာနော်အခု double booster နဲ့လာတဲ့သူ့ကိုသုံးမဆိုရင် speed plus 1 ball control plus 1တက်မယ် link up play ကလည်း ANF creative play maker နဲ့ center forward advanced striker နဲ့ရောက်ကိုတွဲပြီးဆော့ရမှာဖြစ်တဲ့သူကတော်တော်လေးကိုဆော့ရလဲလွယ်ကူစေမဲ့အပြင်တော်တော်လေးကိုကောင်းမဲ့နီးပြတစ်ယောက်ဖြစ်ပြီးတော့နီးပြကပယ်လိုနဲ့ပါရင်မောင်တန်းနိုင်မဲ့နီးပြတစ်ယောက်ဖြစ်တယ်လို့ယုံကြည်တယ်။ဒါကြောင့်မို့လို့ဒီပြင်သစ်ပတ်ကိုဝယ်ဖို့အတွက် recommend ပေးရခြင်းဖြစ်ပါတယ်